ခြေလေးချောင်းတော်လှန်ရေးသခင်ဘာတောင်းပြုစုသည် Animal Fan by George Orwell ဥတာကောင်၌လေလဲရှိသည်ယာလဲရှိသည်နွားတွေလည်းရှိသည်စိတ်တွေဝက်တွေလည်းပေါ်သည်ချက်တွေဘဲတွေလည်းလှိုင်သည်မြင်းတွေတိုးတွေလည်းမနေဥတာကောင်သည်သူပိုင်သောရင်းမာပင်ယာတော့၌တဲကြီးထိုး၍နေသည်သူကဲ့သို့ယာတော့သို့ထွက်၍နေသူများလည်းရှိသည်သူနေသောနေရာကိုရင်းမာပင်ကွင်းဟုဆိုလျင်ခရီးတစ်တောင်းလောက်ပတ်ဝန်းကျင်အတွင်း၌မသိသူမရှိဥတာကောင်သည်လဲလုတ်ချိန်တွင်လဲလုတ်သည်နှမ်းကျဲချိန်တွင်နှမ်းကျဲသည်မိုးဥကြတွင်ပြောင်းမှုကိုဖယုံတခွားနှင့်ရော၍ကျဲသည်နွားကျွေးရန်ပြောင်းကိုလည်းတတ်တတ်ဆိုင်သည်ဥတာကောင်သည်လေယာလုတ်ကိုသာလှုပ်သည်မဟုတ်စိတ်များကိုလည်းမွေး၍နေလဲစိတ်ဝဲကလားများသို့လည်းရောင်းသည်ဝက်များကိုလည်းဖောက်၍ဝက်ထိုးတရုပ်များသို့လည်းရောင်းသည်တခါတရံအခါကာလလိုက်ဝက်သားလည်းသူ့ဟာသူပေါ်သည်နအိုနဘိန်များကိုလည်းအလကားမထားငွေစအဖြစ်သို့ရောက်စေခြင်းကတားတက်ယုံသို့ပို့သည်ဥတာကောင်းသည်သူပိုင်သောနွားစိတ်ဝက်ဘဲနှင့်ကြက်တို့အပေါ်၌ထူး၍ကျင်နာသောသဘောရှိသည်ဟု၍မဆိုနိုင်တို့ရာတွင်ထူး၍ရက်ဆက်မည်ဟုသောစိတ်ထားလည်းမရှိနွားများသည်သူ၏စီးပွားဘက်များဖြစ်သည်ထို့ကြောင့်နွားများအပေါ်၌အထူးကျင်နာစောင့်ရှောက်အပ်သည်ဟု၍လည်းသူ့စိတ်တွင်မထင်မီနှိပ်စက်လိုသောသဘောတသက်နှင့်နှိပ်စက်ခြင်းလည်းမရှိယင်းတို့မှန်တော်လဲသူ့၏စိတ်တွင်နွားစိတ်ဝက်စသည်တို့ကိုစရင်သွင်းကထည့်၍မစင်စားမီသူပိုင်တိရစ္ဆာန်များကိုကြွေးရိုးကြွေးစဉ်အတိုင်းအစဉ်လာမှုကြွေးခြင်းမှတပါစေတနာနှင့်ပြုစုခြင်းမရှိတဘိုးယုံရလွန်း၍ပခုံးပေါက်၍အတဏီလန်နေသောနွားသည်နာရှာလိမ့်မည်ဟုလည်းဂယုဏမတတ်မီအလုတ်ထူး၍ပင်ပန်းသောတိရစ္ဆာန်ကိုလည်းထူး၍လောက်ရသောအလုံးနှင့်တန်အောင်ထူး၍ကျွေးမွေးမည်ဟု၍လည်းအာယုံမထားအမှုမဲ့မှတ်မဲ့သာသည်တညနေဆောင်တွင်ဥတာကောင်းသည်ဖုံးကြီးပြန်သို့တွား၍အပြန်တွင်ထတော်တစ်ခုသို့ဝင်ကထမ်းရည်တောက်သည်ခရီးကလည်းအနှဲငယ်ပင်မမြန်ထမ်းရည်ကလည်းအနှဲငယ်မူးနေပြန်သောကြောင့်နေဝင်သည်တယောအချိန်အိမ်သို့ပြန်ရောက်သောအခါနွားချံကြက်ချံဝက်ချံစသည်တို့ကိုလုံကျုံစွာပိတ်၍တတိမရပဲလက်ကပြောင်းမှုဖက်စိရိတ်ကြီးကိုသာတဖွာဖွာဖွာ၍အိမ်သို့ဝင်သွားပြီးလျှင်တအားလောက်နား၍မီးခွက်ကိုမှုတ်ခါတခုခုနှင့်အိပ်ပျော်နေပြီဖြစ်သောသူ၏မယားဒေါ်အိုစာဘေးမှဝင်၍အိပ်လေသည်ဥတာကောင်း၏အိတ်ခမ်းမှမီးခွက်မှုတ်လိုက်သည်ကိုမြင်နေတပြိုင်နက်ဥတာကောင်း၏ခြံတွင်း၌ရှိကြသောနွားစိတ်ဝက်ဘဲကြက်မြင်းခွေးစသည်တို့သည်ရုတ်ရုတ်ဖြစ်၍လာကြသည်နေရာကျပြီနေရာကျပြီဥတာကောင်းအိပ်ပြီလာကြဟိထကြဟိဘိုးကြီးစီကိုတွားပြီးသူ့အိမ်မက်အကြောင်းနားထောင်ရအောင်ဟုတိရစ္ဆာန်များတကောင်နှင့်တကောင်တိုဖြစ်၍နေကြသည်လွန်ခဲ့သောညကဘိုးကြီးဟုခေါ်သောဝက်လားဥတ္တမကြီးသည်အလွန်ထူးဆန်းသောအိမ်မက်တစ်ခုကိုမြင်သဖြင့်တချံနှင့်နီတသခင်ထဲပိုင်သောတိရစ္ဆာန်အပေါင်းတို့သည်အတိတ်ကောင်းနမိတ်ကောင်းစကားကိုကြားရလိမ့်မည်ဟုမျှော်လင့်နေကြသည်ဘိုးကြီးကလည်းသူ့အိမ်မက်အကြောင်းကိုတိရစ္ဆာန်ပေါင်းအားစေတနာသက်သက်ဖြင့်ပြောပြလိုကြောင်းသတင်းကောင်းဖြန့်၍ထားသည်ဥတကောင်အိတ်တင်တဲ့တပြိုင်နက်တိရစ္ဆာန်အလုံးသည်ဘိုးကြီးထံသို့စုဝေးသွားရောက်ကြရန်တပြင်းပြင်းနှင့်နေကြသည်ဘိုးကြီးဆိုလျင်ဥတာကောင်ခြံအတွင်း၌တိရစ္ဆာန်အလုံးနှင့်မကြည်ညိုသောတိရစ္ဆာန်မရှိဘိုးကြီးပြောသည်ကိုနားထောင်ရလျင်တညတလေအိပ်ပြက်၍အရေးမကြီးဥတာကောင်အိပ်ပျော်ခြင်းနွားများသည်ခြံမှထွက်၍လာကြသည်ဝက်များကလည်းဝက်ခြံမှအလုံးရင်းနှင့်အစုလိုက်အုပ်လိုက်ထွက်လာကြသည်မြင်းများကလည်းမြင်းဆောင်မှဟီတံပေး၍တကောင်ချင်းလမ်းတိုးနင်း၍လာကြသည်ကြက်များကလည်းအိတ်တန်းမှကတော်တန်ပေး၍လာကြသည်တိရစ္ဆာန်များသည်ဥတာကောင်အိမ်ဝင်းတောင်ဘက်ဖျားရှိညောင်မီချင်းအောက်တွင်စုဝေးဖို့ချိန်ကြသည်ဘိုးကြီးသည်ညောင်မင်းရင်းရှိကမူပေါ်တွင်ကောက်ရိုးများခင်း၍တင့်တယ်စွာထိုင်သည်သူရှိမနီမဝေးတိုင်ငုတ်ပေါ်တွင်မိခွက်တစ်ခုထွန်းထားသည်ဘိုးကြီးမှာအသက်12နှစ်ခန့်ရှိပြီဝတ်တို့၏တဒန်းအားဖြင့်ငယ်ရွယ်သူဟုမဆိုနိုင်အသက်ကြီးကမှ
ဝါဖြိုး၍နေလေသည်တို့ရာတွင်ဘိုးကြီးဝါချင်းဖြိုးခြင်းမှာရုပ်ဆိုးလောက်အောင်ဝါချင်းဖိခြင်းမဟုတ်ခညာတင့်တယ်ရှုခြင်းပွဲရှိုံသာဝါချင်းဖိခြင်းဖြစ်သည်ခတ်သိမ်းသောဝတ်တို့နှင့်ဘိုးကြီးလောက်ဝက်ဤအိမ်တွင်နှင့်ပြည့်စုံသောဝက်မည်သည်မရှိ။နောင်မင်းကြီးရောက်ခဲအပ်သောကောက်ရိုးနေရာထက်၌လျောက်ပတ်စွာဘိုးကြီးထိုင်နေပြီးသောအချိန်နှင့်မရှိမနှောင်တွင်အခြားတိရစ္ဆာန်များလည်းတစုပြီးတစုရောက်လာကြသည်ပထမဆုံးဝါမကုတ်ကြားနှင့်ညီပါတို့ခွေးသုံးကောင်လာသည်ထို့နောက်ဝက်များလာသည်ဝက်များသည်ဘိုးကြီးထိုင်သောကမူရှိကောက်ရိုးပေါ်တွင်ထိုင်ကြသည်ကြက်များကခြံစည်းရိုးပေါ်၌အစီအီဝစ်ကြသည်ခိုးပြူခိုးပြာနှက်တို့ကညောင်ကိုင်းပေါ်တွင်လေရှက်ကာနားကြသည်တိုးနှင့်စိတ်တို့ကဝက်များနောက်ဖက်တွင်ဝင်၍ထိုင်ပြီးနောက်နွားများကသူတို့နောက်ဆွယ်မှဝက်ပြေးလျင်စမြုပ်ပြန်ရင်အစီဝေးချိန်ကိုစောင့်ကြသည်ထိုနွားများထဲတွင်ဂျိုကားနှင့်ခွာပြူအမည်ရှိသောနဘောက်ကြီးနှင့်နမကြီးတို့သည်ဖြင်းညင်းစွာဝင်လာကြသည်ဂျိုကားနှင့်ခွာပြူတို့သည်တိရစ္ဆာန်ပရိသတ်ကြီးထိုင်ရန်ခင်းထားသောကောက်ရိုးများထဲတွင်အခြားတိရစ္ဆာန်ငယ်များမတော်တဆပုန်းကွယ်နေခြင်းကမနစ်မိစေရန်ခွာကိုတစ်ဖက်ချင်းအသာနင်း၍ဝင်လာကြသည်ခွာပြူမှာတတိယရွယ်ဝင်နွားမိခင်ကြီးဖြစ်၍ကြက်တည်ရှိသောနွားမျိုးသမီးကြီးဖြစ်သည်နွားကလေးလေးကောင်မွေးပြီးကလေးကခွာပြူမှာရခင်ကဲ့သို့အသားရည်ပြည့်ဖြိုးလှပခြင်းမရှိတော့ကြဂျိုကားမှာဗလာကောင်းသည်အရက်အမောင်းလဲကောင်း၍ရိုးရိုးနွားနှကောင်စာလောက်အားရှိသည်လိမ္မာပါနှက်ခြင်းကရှိပုံမရတို့ရာတွင်တီကြီးဖြောက်မှတ်ခြင်းခွန်အားဗလာကောင်းခြင်းတို့ကြောင့်သူ့ကိုခတ်သိမ်းသောတိရစ္ဆာန်တို့ကကြည်ညိုလေးစားကြသည်ဂျိုကားနှင့်ခွာပြူတို့ရောက်လာပြီးနောက်မုတ်စိတ်ကောစိတ်ပြူကြီးနှင့်မဟောအမည်ရှိသောလားတို့သည်ရောက်လာကြသည်မဟောသည်ဥတာကောင်၏တိရစ္ဆာန်များနှင့်အသက်အကြီးဆုံးစိတ်အတူဆုံးဖြစ်သည်စကားလည်းအလွန်နေသည်တခါတရံစကားပြောပါလေအရွယ်တိုက်၍သာပြောတတ်သည်ဥပမာဆိုသောဘုရားသခင်သည်သူ့အားရင်၆ရန်အမိကိုဖန်ဆင်းတော်မူသည်မှာမှန်၏တို့ရာတွင်သူ့သဘောအရဆိုလျင်ဘုရားသခင်သည်သူ့အမိကိုလည်းမဖန်ဆင်းစေလိုရင်ကိုလည်းမဖန်ဆင်းစေလိုဟုဆိုသည်တိရစ္ဆာန်အလုံး၌မဟောသည်တခါမှရဲချင်းပြုံးခြင်းမရှိဟေ့မဟောနင်ဘာလို့မရေတာလဲဟုခြားတိရစ္ဆာန်များကမေးသောအခါမဟောကလောကမှာဘာရဲစရာရှိလို့ငါကရေရမှာတော့ဟာဟုပြန်ဖြေသည်မဟောသည်ဂျိုကားကိုအလွန်ချစ်သည်သူတို့နှကောင်သည်အလုတ်အားသည့်နေ့တွင်စကားမပြောဘဲမျက်ခြံထဲတွင်ဘေးချင်းရှင်ကအစာစားလေရှိသည်နွားဤနှကောင်ဝှက်ပြေးသည်နှင့်တပြိုင်နက်ဘဲကလေးတစုသည်မိခင်ပြောက်သည်နှင့်လေပင်ကလေးများကိုမော့၍ဟိုကြည့်သည်ကြည့်ကတကောင်နောက်တကောင်တန်းစီ၍ဝင်လာပြီးလျှင်သူတို့အားအခြားတိရစ္ဆာန်များမနှင်းမဖိမိသည့်နေရာကိုရှာကြသည်ထိုအခါခွာပြူကသူ၏ခြေထောက်များကိုဖယ်ရှားပေးသဖြင့်ဘဲကလေးများကခွာပြူ၏ရင်ဝင်နားသို့ကပ်၍တကောင်ပေါ်တကောင်ထပ်ကာဝှက်ကြပြီးလျှင်ချက်ချင်းပင်အိပ်ပျော်သွားကြသည်ထို့နောက်ဥတာကောင်စီးနေကြဖြစ်သောမဲတီခေါ်သည့်မြင်းမသည်လေပင်ကချီးကလောက်တန်ကလေးချွင်နှင့်ပါဇက်ကထညက်ကိုမြုပ်ရင်းဝင်လာသည်မဲတီသည်ပေါ်တော်မြင်းမဖြစ်သည်သူ့လေပင်ကချီးကလောက်တန်ကိုအခြားတိရစ္ဆာန်များကြားနိုင်စေခြင်းအလို့ငါလေပင်တခါလှုပ်၍ရှေ့နားသည်သို့ဝင်သွားသည်နောက်ဆုံးတွင်မိတိုးမိသောကြောင်မကြီးသည်တောင်မြောက်လေးပါးကိုကြည့်၍ဝင်လာပြီးလျှင်ဂျိုကားနှင့်ခွာပြူကြားသို့ဝင်၍တခွေးကွေးနှင့်ကွေး၍အိပ်လျာဘိုးကြီးဟောပြောသည်ကိုတစ်လုံးမျှမကြားဘဲရှိလေသည်ထိုအစည်းအဝေးသို့ရင်းမှပင်ကွင်း၌ရှိသောတိရစ္ဆာန်အလုံးနှင့်ဥတာကောင်မွေးထားသောငအောမီတောကြီးကန်းတစ်ကောင်မှတပါအလုံးအစုံညီတက်ရောက်ကြသည်တိရစ္ဆာန်ပိသက်ကြီးသည်အစည်းအဝေးခွင်၌ဘာသာဘာဝတက်တောင့်တက်တာထိုင်မိကြသောအခါဘိုးကြီးကအဟမ်းဟုအံမတရာပြုတ်ပြီးလျှင်မိန်ကွန်းမွတ်ကြားသည်မှာဆိုလက်တက်နှင့်အတိုင်းဖြစ်လေသည်အိုးငါနှင့်တကွင်းထဲနေဆင်းရဲပေါ်ဆင်းရဲဘက်ရဲဘော်ပေါင်းတို့အခုညဤကဲ့သို့တောင်းဖြဖြငါတို့စည်းဝေးရခြင်းအကြောင်းမှာအခြားကြောင့်မဟုတ်ငါမနေ့ညကမြင်မှတ်သောအိမ်မက်ထူးကိုတင်တို့အားပြောကြားလိုခြင်းကြောင့်ဖြစ်သည်ငါသည်ရဲဘော်တို့အားငါ၏အိမ်မက်အကြောင်းကိုမပြောခင်အခြားအရေးကြီးသောအကြောင်းများနှင့်စကားပလင်ခံလိုသည်
ငါသည်စကားပြောဝါဒနာပါ၍စကားမရှိစကားရှာကားတောင်စင်ရေမြစကားတို့ဖြင့်သင်တို့၏ဖိုးတန်သောအချိန်ကိုဖြုံးပြမိသဘောနှင့်ဤစည်းဝေးကိုခေါ်ရခြင်းမဟုတ်သည်ကိုသင်တို့အားဥစွာရှင်းပြလိုသည်ငါသည်အသက်ကြီးရမည်ဖြစ်သဖြင့်နောင်ကိုကြာရှည်စွာသင်တို့နှင့်နေရတော့မည်မဟုတ်ပါတို့ရာတွင်ငါမသေးခင်သင်တို့အားငါစီးပူးထားသမျှဘုဒ္ဓတာများကိုအမွေပေးဖြစ်ခဲ့ခြင်းသည်ငါသည်အသက်ကြီးရမည်ဖြစ်သည့်အတိုင်းငါ၏ခြံ၌တကိုယ်၏တကားသမားချင်းဆင်ញင်သုံးသပ်ဖို့အချိန်များစွာရခဲ့ပါသည်ဤသို့အချိန်များစွာရခဲ့သည့်အကျိုးအဖြစ်ဤလောကကြီးအကြောင်းကိုယခုရှိနေသောတိရစ္ဆာန်များနှင့်ငါတက်ပိုး၏မြည်သူမျှသိမည်မထင်ပါယခုငါပြောလိုသောအကြောင်းမှလည်းလောကကြီးအကြောင်းပင်ဖြစ်သည်ဂရုစိုက်ပြီးနားထောင်ကြပါရဲဘော်တို့ငါတို့လောကကြီးမှာတိရစ္ဆာန်ရဲလို့ဖြစ်လာပြီးဘယ်လိုနေကြရပြီနည်းဟုတ်မှန်သည့်အတိုင်းငါတို့ဆင်ញင်ကြကုန်ဟန်ငါတို့သည်တိရစ္ဆာန်ရဲလို့ဖြစ်လာကြသည့်အချိန်မှစ၍တစ်ချက်မျှအေးကွက်နှင့်မတွေ့ကြရငါတို့အလုံးလှုပ်လိုက်ရသည်မှာလည်းမတေယုံတမဲသာရှိသည်ငါတို့တက်တန်းမှာလည်းသက်ဆုံးတိုင်နေကြရသည်ဟု၏မရှိငါတို့သည်အမိဝမ်းတွင်းမှကျွတ်လာကြသည်နှင့်တပြိုင်နက်မတေယုံသာစားကြရသည်ငါတို့အထက်မှအလုံးလုံးနိုင်သောတိရစ္ဆာန်များလည်းအင်ကုန်အားကုန်အလုံးလုံးကြရသည်အလုံးမလုံးနိုင်သောအချိန်သို့ရောက်ပြန်တော့လေငါတို့ကိုရက်ဆက်စွာတပ်ဖြတ်၍ပြစ်ကြသည်ဤလောကမှာရှိတဲ့တိရစ္ဆာန်များနှင့်အသက်တစ်နှစ်ပြည့်သည်နှင့်တပြိုင်နက်ဘယ်သူများစိတ်ချမ်းသာလက်ချမ်းသာနေကြရပါသနည်းဘယ်သူများအားလက်ခွင့်ရကြပါသနည်းလောကမှာလွတ်လပ်တဲ့တိရစ္ဆာန်ဟု၍ဘယ်တကောင်များရှိပါသလဲလောကမှာတိရစ္ဆာန်ဖြစ်ရခြင်းထက်ဆင်းရဲတဲ့ဘဝမလွတ်လပ်တဲ့ဘဝများရှိပါသေးသလားမရှိပါဘူးဒါဟာပဂတိသဘောအဖြစ်ထင်ရှားတဲ့အချက်ကြီးပါပဲဒီကဲ့သို့ငါတို့ဆင်းရဲကြရသည်မှာတဘာဝဓမ္မအလျောက်ဆင်းရဲရခြင်းမဟုတ်ဤနိုင်ငံမှာအားလုံးဘဝဖြူဖြူစားလောက်အောင်အသီးနှံမပေါက်ရောက်လို့လောက်ခင်းဆောင်တာမရှိလို့ဆင်းရဲကြရမည်ဆိုရင်ငါတို့စိတ်ဖြေနိုင်ပါသေးသည်အခုတော့ဖောင်စင်းရင်ရင်ငတ်နေတော့အပေမှာငါတို့ကျေနပ်နိုင်ပါမည်နီဒီနိုင်ငံမှာမြေဩဇာလည်းကောင်းသည်ရာသီဥတုလည်းကောင်းသည်မျှမျှတတသာရှိကြမည်ဆိုရင်ယခုရှိသောတိရစ္ဆာန်များသာမဟုတ်နောက်ထပ်တိရစ္ဆာန်ပေါင်းများစွာကိုပင်ဝဝဖြိုဖြိုကြွေးထားနိုင်ပါသည်ဥပမာဒီဥတာကောင်ပိုင်နဲ့လေယာကထွက်တာတစ်ခုတည်းနဲ့ပဲနွားတွေစိတ်တွေတိုးတွေဝက်တွေကြက်တွေအမြောက်များကိုဝဝလင်းလင်းကြီးကြွေးထားနိုင်ပါသည်အခုတော့ဝဝလင်းလင်းစားရဖို့တင်းတောင့်တင်းတင်းနေနိုင်မှုဆိုသည်ကိုစိတ်ကူးတောင်ထည့်လို့မရပါဘူးဒီလိုဖြစ်တာဟာတခြားကြောင့်မဟုတ်ဘူးငါတို့ချွေးနှဲစာမှန်သမျှကိုလူသားတွေကကြီးတိမ်ကျုံယူငင်နေကြလို့ဖြစ်တယ်ဒီအကြောင်းကိုငါတို့နားလည်မှုရလာတဲ့နေ့တစ်ပြိုင်နက်ငါတို့အငတ်ပြဿနာကြီးဟာတခါတည်းပြေပြောက်သွားလိမ့်မယ်ဒါကြောင့်တူတူပြောရမယ်ဆိုရင်ငါတို့ရဲ့နံပါတ်1ရန်သူဟာအခြားသူမဟုတ်ခြေနှချောင်းနဲ့နရွက်တိုးလို့ခေါ်တဲ့လူသားတွေပဲဖြစ်တယ်။ဒါကြောင့်ငါတို့ရဲ့အငတ်ပြဿနာနဲ့အလုတ်မအားအောင်လုပ်ရတဲ့ပြဿနာကိုတခါတည်းအပီးတိုင်ဖြေဖြတ်ခြင်းနဲ့ဆိုရင်လူသားတွေကိုအပီးတိုင်တုတ်တင်မှဖြစ်တော်မယ်။လောကကြီးတစ်ခုလုံးမှာတရားဝါအားလုံးနဲ့ပစ္စည်းထွက်အောင်မလုပ်ပဲတက်တက်ဖြုံးတီးပြနေတဲ့တရားဝါရဲ့လို့လူတရားဝါတစ်မျိုးပဲရှိပါတယ်။လူဟာနှုတ်ကိုလည်းမပေးနိုင်ပါဘူး။ဥကိုလည်းမပေးနိုင်ပါဘူး။ထွန်ကိုလည်းသူ့အားနဲ့သူမယုံနိုင်ပါဘူး။ယုံတို့ပတတ်တို့ကိုတော့သူ့ဟာသူမိအောင်လိုက်ဖမ်းနိုင်တဲ့တရားဝါမဟုတ်ပါဘူး။လောကတွင်လူထက်အဖြစ်နိုင်တဲ့တရားဝါမရှိပါ။ဒီလိုသာအဖြစ်နိုင်တဲ့အားလုံးသောတိရစ္ဆာန်များအပေါ်မှာတော့သူကဘိုလ်လုပ်နေပါတယ်။အားလုံးသောတိရစ္ဆာန်များဟာသူခိုင်းသမျှအလုပ်ကိုလုပ်ရပြီးမတေယုံသူကြွေးသမျှကိုသာစားနေရတာဟာလေရဲဘော်တို့သိတဲ့အတိုင်းပါပဲ။တိရစ္ဆာန်များလုပ်လို့ရတဲ့ပစ္စည်းများနဲ့တိရစ္ဆာန်များကိုပြန်ကြွေးတာဟာဘာမှမဖြစ်တော့ပါဘူး။ဂျန်နာတွေကိုတော့သူတို့ပဲအကုန်သိမ်းကျုံယူပါတယ်။မြေကြီးကိုထွန်စရာရှိရင်လေငါတို့တိရစ္ဆာန်တွေပဲထွန်ရတယ်။မြေဩဇာကြွေးတော့လေငါတို့ချေးနဲ့ပဲကြွေးတယ်။ဒီလိုသာဖြစ်တယ်။ငါတို့တွေမှာတော့ငါတို့ကိုယ်ပိုင်ဥစ္စာဆိုလို့အယိုးနဲ့အည်ပဲရှိကြရတယ်။ကုန်ခဲ့တဲ့နှစ်ကဆိုရင်နွားတို့ဘယ်နှပိတ်တာလောက်ပေးကြရတဲ့ဆိုတာနွားမတွေကတက်တည်ခံနိုင်ပါတယ်။ဘာဝဓမ္မတာအတိုင်းနွားကလေးကဆို့ရမယ်နို့တွေဟာဘယ်ရောက်ကုန်သလဲ။ငါတို့ရန်သူတွေဖြစ်တဲ့လူသားတွေ
လေချောင်းပေါက်ထဲကိုအကုန်အစင်စီးဝင်နေမဟုတ်လား။ဂိုင်းဒီဘက်ကကျမများကလည်းပြောကြစမ်းပါဦး။မနစ်ကတင်းတို့ဥပေးတဲ့ကြက်ဥတွေကဘယ်နှဥများကြက်ကလေးတွေပေါက်ရတာရှိလေ။တင်းတို့ဥပေးသမျှတွေဟာဥတာကောင်တို့အကျိုးခံစားဖို့အတွက်ဈေးထဲချရောင်းပစ်တာကြီးမဟုတ်လား။ဂိုင်းဒေါ်ခွာပြူမွေးပေးတဲ့နွားကလေး၄ကောင်ရောဘယ်ရောက်သွားသလဲ။အသက်တစ်နှစ်ပြည့်တာနဲ့တပြိုင်နက်ဥတာကောင်ကောင်းစားဖို့ရောင်းပစ်လိုက်တယ်မဟုတ်လား။ဒီလိုဥတာကောင်ကပိုင်ဆိုးပိုင်နေလုံးမပြစ်လို့အခုနေများဒေါ်ခွာပြူမွေးသမျှနွားကလေး၄ကောင်လုံးဒေါ်ခွာပြူနဲ့ဥမကွဲတိုက်မပြတ်ရှိနေမယ်ဆိုရင်အခုလိုဒေါ်ခွာပြူအသက်ကြီးလာတဲ့အခါဈေးပြီးမီးယူအားကိုဖို့မရပေဘူးလားအခုတော့ဥတာကောင်ကျေးဇူးကြောင့်ဒေါ်ခွာပြူရဲ့သားသမီး၄ကောင်လုံးမပြန်လန်းကိုညှန်းကုန်ကြပါပြီဒါဟာအင်မတန်ရင်ထုမတာဖြစ်ဖို့ကောင်းပါတယ်တခုလဲဒေါ်ခွာပြူစဉ်းစားကြည့်သေးခြင်းနဲ့ဒေါ်ခွာပြူကနွားကလေး၄ကောင်နဲ့မွေးပေးရတယ်ကိုယ်တိုင်လေလေထဲမှာနေပူမချောင်းမိုးရွာမချောင်းပခုံးပေါက်အောင်ဆင်းထွန်ရသေးတယ်ပြီးတော့ဒေါ်ခွာပြူမှာဘလို့အကျိုးခံစားရပါသလဲမတယုံတမဲစားပြီးမအားအောင်လုပ်ရတာပဲမဟုတ်လားတခုတော့ပြောစရာရှိသဘောဗျာဥတာကောင်ကဒေါ်ခွာပြူနေဖို့ခြံကလေးတော့ခတ်ပေးသဘောဒီအတွက်လဲဥတာကောင်ကိုကျေးဇူးတင်ထိုက်ပါတယ်ဒါပေမဲ့လောကမှာတိရစ္ဆာန်ရဲလို့ဖြစ်လာရတယ်ဆိုရင်ကို့ခြံကလေးနဲ့ကိုနေပြီးရွှေချောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဖြစ်နေမယ်ဆိုရင်ဘယ်မှာမုံမြတ်တဲ့တိရစ္ဆာန်ဖြစ်ရကျူးနှက်ပါတော့မလဲပြီးတော့ဒီလိုပဲငါတို့တိရစ္ဆာန်တွေမှာဆင်းရဲခြင်းနဲ့ယဉ်နှီးစွာနေကြရရုံနဲ့မပြေသေးဘူးဘယ်တော့မှတက်တန်းပြည့်နေကြရတယ်လို့လည်းမရှိကြဘူးငါကိုယ်တိုင်ဖို့မှာတော့ကံကောင်းထောက်မှမလို့ချမ်းချမ်းသာသာနေရတယ်ညီးတွားစရာမရှိပါဘူးအခုငါတက်ဟာဆိုရင်12နှစ်ပြည့်ပြီဝတ်ထဲမှာတော့ငါဟာတက်တော်ရှိပေါ့ငါကပေါက်ဖွားတဲ့သားသမီးတွေလည်းအခုဆိုရင်400ထက်နည်းတော့မှမထင်ဘူးတို့တော့အခြားတိရစ္ဆာန်တွေထဲမှာငါလိုအိုအောင်မင်းအောင်နေရတဲ့တိရစ္ဆာန်ရဲ့လို့ဘယ်နှကောင်များရှိပါသလဲတကောင်မှမရှိပါဘူးအားလုံးသောတိရစ္ဆာန်များဟာအဆုံးတနေ့မှာနာဖျားပြီးတည်ရတယ်ဆိုတာမရှိပဲတက်တမ်းမစေခင်လူသားတို့လက်ချက်နဲ့တည်ကုန်ကြရတာကြီးပါပဲဟော်ဒီငါရှိနားမှာထိုင်နေကြတဲ့ဝက်ကလေးတွေဆိုရင်လေတနစ်တွင်းဝတ်ထိုးလံပြားမှာအမေကဲပါအဘကဲပါအော်ပြီးအသက်ပြောက်ကြရတာပဲဒီလိုတေချင်းစိုးနဲ့တေးရမယ်အဖြစ်ခါလေဝက်များတိုးတဲ့ဖို့မဟုတ်ပါဘူးနွားရောတိုးရောစိတ်ရောဘဲရောကြက်ရောအားလုံးနဲ့သက်ဆိုင်တဲ့အဖြစ်ပါဟော်ဒီဘက်ကဥဂျိုကားကြီးဆိုရင်လေအခုအရွယ်ကောင်းလို့လှုပ်လှုပ်နိုင်တော့တာအသက်ရှင်နေတာပါအသက်ကြီးလာလို့အလုံးမလုံးနိုင်တဲ့တနေ့ကျရင်ဥတာကောင်ကတားတက်ရုံကိုပို့လိုက်အောင်ပါပဲခွေးတွေတောင်းမှအိုလာတဲ့ဆိုရင်ဟဲ့ခွေးအိုကြီးနင်ကိုမကြွေးချနိုင်တော့ဘူးဆိုပြီးမောင်းချလိုက်တယ်မဟုတ်လားတို့ကျုပ်ပြောရမယ်ဆိုရင်ငါတို့တိရစ္ဆာန်တွေခံစားကြရတဲ့ဘေးဒုက္ခဟာအခြားကြောင့်မဟုတ်ဘူးလူသားတွေမတရားတဲ့အတွက်ပဲဆိုတာစင်ပေါ်မှာအလံဆိုင်တယ်လို့အင်မတန်ထင်ရှားပါတယ်ဒါကြောင့်ငါတို့ဟာလူသားတွေကိုအကျွင့်မဲ့တုတ်တင်ဖြစ်ဖို့အရေးကြီးပါတယ်ဒီတော့မှသာငါတို့လှုပ်လို့ရသမျှပစ္စည်းတွေကိုငါတို့ကြီးပိုင်ကြပြီးနေချင်းညာချင်းဆိုသလိုလွတ်လပ်ရေးကိုရကြမယ်ချမ်းသာကြွယ်ဝကြမယ်အဲ့ဒီတော့ငါတို့ဘယ်လိုလုပ်ကြမလဲဆိုရင်လူသားတွေကိုတော်လန်ဖြစ်ဖို့အတွက်အသားကြေကြေအရေးခန်းခန်းမနာမနေစူးစမ်းကြရမယ်တို့ပြောရမယ်ဆိုရင်လူသားတွေကိုပုံကန်ကြရမယ်အခုငါတို့လုပ်ရမယ်တော်လန်ရေးလုပ်ငန်းကြီးဟာဘယ်တော့အောင်မြင်မှာလဲလို့တော့အသေးချာပြောနိုင်မှုခက်တယ်တိရစ္ဆာန်တစ်ကောင်ကောင်းမှုအတွက်တစ်နှစ်လောက်လုပ်ရရင်ကြာတယ်လို့ဆိုနိုင်တယ်ဒါပေမဲ့တိရစ္ဆာန်အားလုံးကောင်းဖို့အတွက်လုပ်တဲ့အခါမှာအနှစ်တရာကိုကြာတယ်လို့မထားကောင်းဘူးငါတို့ဟာအမျှော်အမြင်ကြီးကြီးနဲ့လုပ်ကြရမယ်ပထမစာပြီးလုပ်ဖို့ပဲအရေးကြီးတယ်ငါတို့စိတ်ထဲမှာအနှစ်တရာလောက်ကြာမှဒီဒေါ်လာရေးကြီးအထမြောက်လိမ့်မယ်လို့မှန်းထားပေမဲ့အဆအကြောင်းညညွတ်လျင်တနေ့နေ့တွင်အောင်မြင်ခြင်းလဲအောင်မြင်မယ်50နှစ်အတွင်းအောင်မြင်ခြင်းလဲအောင်မြင်မယ်သို့တော့ဘယ်နှစ်ပင်ကြာသည်ဖြစ်စီငါတို့ဝတ္တရားမှာအခုညကစားပြီးအလုပ်လုပ်ဖို့ပဲဖြစ်တယ်ငါတို့ဟာတစ်ကောင်ချင်းနှစ်ကောင်ချင်းတစ်စုချင်းတစ်စုချင်းအကျိုးကိုမကြည့်ဘဲနဲ့တိရစ္ဆာန်အလုံးရဲ့အကျိုးကိုရှေ့ရှုပြီးညီညီညွတ်ညွတ်လုပ်ကြမယ်ဆိုရင်ရေးကြီးကိုလက်နဲ့ပုတ်ရင်သာလွဲချင်လွဲမယ်ငါတို့ဒေါ်လာရေးကြီးအထမြောက်အောင်မြင်ဖို့ကမလွဲနိုင်ပါဘူးဒါကြောင့်ငါတို့အသက်ရှင်နေကြရတဲ့အချိန်တော်တွင်ကလေးမှာ
မိမိလျော့လျော့မနေကြဖို့ငါတိုက်တွန်းပါတယ်ထို့ပြင်ငါတို့တော်လှန်ရေးကြီးတစ်နေ့တွင်အထမြောက်အောင်မြင်နိုင်ရန်အတွက်ငါတို့သားမြေးများကိုအစဉ်ဆက်မာကြားခဲ့ဖို့လေရဲဘော်တို့မေးကြပါနဲ့ရဲဘော်တို့သင်တို့၏တော်လှန်ရေးအတိတ်တန်ကြီးဟာဘယ်တော့မှတိမ်မာခြင်းမရှိအောင်အထူးသတိပြုကြပါသူကဘာပြောပြောနားမယောင်ကြပါနဲ့အကယ်၍တစုံတစ်ယောက်ကလူသားများနှင့်တိရစ္ဆာန်တို့မှာရန်သူမဟုတ်စီဝါပတ်များသာဖြစ်သည်ဟုပြောလာရင်လည်းမယုံကြပါနဲ့မိနဲ့ရေကားမှဂဟေဆက်ချင်ဆက်အောင်မယ်လူသားများနဲ့တိရစ္ဆာန်တို့မှာဘယ်သောအခါမျှတဟဇာတဖြစ်ဖို့မရှိပါလူသားတို့ကောင်းစားခြင်းသည်တိရစ္ဆာန်တို့၏နေမွန်ခြင်းသည်လူသားတို့ကောင်းစားလျင်တိရစ္ဆာန်တို့လည်းကောင်းစားလိမ့်မည်ဟုဆိုခြင်းသည်မိထွေးကိုဖြူတဲ့ဆိုခြင်းနဲ့သာတူပါတယ်လူသားတို့သည်သူတို့အကျိုးမှတပါဘယ်တရား၏အကျိုးကိုမှဆောင်ရွက်ကြမည်မဟုတ်ပါဒေါ်လာကြီးကိုလောက်ကြရာတွင်ငါတို့တိရစ္ဆာန်များသည်လည်းတဦးနှင့်တဦးအကျွမ်းမဲ့ညီညွတ်ခြင်းရှိကြပါစေတဦးနှင့်တဦးရေပက်၍မဝင်သောရဲဘော်စိတ်ထားကြပါလူသားမှန်သမျှကိုလည်းငါတို့ရန်သူဟုသဘောထားကြပါထိုခိုက်တွင်အစည်းအဝေးလန့်၍ရုတ်ဖြစ်သွားလေသည်ထို့သို့ဖြစ်ရသည့်အကြောင်းမှာဘိုးကြီးကတော်လန်ရေးအမြိုက်ရည်အေးတိုက်ကြွေးနေစဉ်မြေကြွက်ကြီးလေးကောင်သည်တွင်ထဲမှထွက်လာပြီးစောင်းကြောင်ထိုင်းကားတရားနာနေကြသည်ကိုခွေးများကမြင်သဖြင့်တအားထိုး၍လိုက်ကြသောကြောင့်ဖြစ်သည်မြေကြွက်ကြီးလေးကောင်မှလည်းတွင်ထဲသို့ဝင်၍အပြေးမြန်သဖြင့်သာတီတီကလေးအသက်ဘေးမှချမ်းသာရကြသည်အစည်းအဝေးရုတ်ဖြစ်သွားသောအခါဘိုးကြီးကလက်တစ်ဖက်ကိုမြောက်၍ကိုယ်နေရာကိုပြန်ထိုင်၍ငြိမ်နေကြရင်ပြောသည်တရိษံဖြစ်တဲ့ငြိမ်သွားသောအခါဘိုးကြီးကဒီအစည်းအဝေးကဆုံးဖြတ်ပေးဖို့အရေးကြီးသည့်ကိစ္စတစ်ခုပေါ်လာပါတယ်ဒီကိစ္စဟာတခြားမဟုတ်ဘူးကြွက်လိုယုံလိုတရိษံအရိုင်းများကိုမိတ်ဆွေလိုသဘောမထားရန်သူလိုသဘောထားမလားဆိုတဲ့ကိစ္စပါပဲဒီကိစ္စကိုအများဆန္ဒရမဲပေးပြီးဆုံးဖြတ်စေလိုပါတယ်ဒါကြောင့်ကြွက်များသည်ငါတို့၏ရဲဘော်များဖြစ်သည်ဆိုသောအဆိုးကိုမဲနှင့်ဆုံးဖြတ်နိုင်ရန်အစည်းအဝေးသို့တင်ပြပါတယ်ဟုပြောသည်မဲခွဲသောအခါကြွက်များသည်ရဲဘော်များဖြစ်သည်ဆိုသောအဆိုဘက်မှမဲအမြောက်များနှင့်နိုင်သည်ကန့်ကွက်သူ၄ဦးသာရှိသည်ထို၄ဦးမှာခွေး၃ကောင်နှင့်ကြောင်တစ်ကောင်ဖြစ်သည်ထိုခွေး၃ကောင်နှင့်ကြောင်တစ်ကောင်သည်ပင်မဲပေးသည့်အခါတွင်ကြွက်များသည်ရဲဘော်များဖြစ်သည်ဆိုသောဘက်ကလည်းပေး၍ကန့်ကွက်သည့်ဘက်ကလည်းပေးကြသည်ထို့နောက်ဘိုးကြီးကဆက်၍အခုအရေးကြီးသည့်ကိစ္စကိုဒီမိုကရေစီနည်းအရမဲခွဲ၍ဆုံးဖြတ်ပြီးပါပြီနောက်ထပ်ပြောစရာလည်းမရှိတော့ပါဘူးဒီတော့နောက်ဆုံးပိတ်ညီကုန်းချုပ်စကားအဖြစ်နဲ့ပြောပြီးသားစကားများကိုပဲအတူချုပ်ထပ်ပြီးပြောချင်ပါတယ်တစ်အချက်တွင်လူသားများနှင့်လူသားများရဲ့ထုံးစံများကိုဆက်ဆုပ်ယွန်ရှာကြဖို့အမြဲတမ်းရကြပါခြေနှချောင်းမှန်သမျှကိုရန်သူလိုသဘောထားပါခြေလေးချောင်းမှန်သမျှဟာရဲဘော်ကြီးဆိုတာကိုလည်းမမေ့ကြပါနဲ့တခုလဲသတိပေးခြင်းပါသေးတယ်လူသားများကိုတော်လန်သည့်အခါမှာလူသားများလိုလည်းမလုပ်ကြပါနဲ့ပြီးတော့ငါတို့ဟာလူသားများကိုအောင်မြင်ပြီးသည့်နောက်ကြတော့မှပဲလူသားများရဲ့အကျင့်ဆိုးများကိုအတုမယူကြပါနဲ့ဘယ်တရိษံများလူသားများလိုအိမ်နဲ့မနေကြဖို့အိမ်ယာနဲ့မအိတ်ကြဖို့အဝတ်မဝတ်ကြဖို့ရဲမတောက်ကြဖို့ဈေးလေးမတောက်ကြဖို့ငွေစမကင်ကြဖို့ကုံရောင်းကုံဝယ်မလုပ်ကြဖို့တတိကြီးထားကြပါလူသားချင်းဟာတခုမှမကောင်းပါဘူးအရေးကြီးဆုံးကတော့ငါတို့တရိษံဘဝတူအချင်းချင်းတကောင်နဲ့တကောင်နိုင်ထက်စင်းချင်းနှိပ်ဆက်ကလူမလုပ်ကြဖို့ပါပဲငါတို့တရိษံများဟာအားချစ်သူဖြစ်စေအားနည်းသူဖြစ်စေနားလည်မှုရှိသူဖြစ်စေနားလည်မှုမဲ့သူဖြစ်စေညီအကိုမောင်နှမကြီးပါပဲတရိษံများဟာဘသူကမှဘသူထက်မသားပဲအားလုံးတန်းတူကြီးဖြစ်သည်ကိုလည်းအထူးသတိပြုစေလိုပါတယ်ရဲဘော်တို့အချိန်နဲ့တော်နေသွားပါပြီအခုငါအိမ်မက်အကြောင်းကိုပြောပါတော့မယ်ငါအိမ်မက်ကိုရဲဘော်တို့နားလည်အောင်ပြောနိုင်ဖို့တော့မလွယ်ပါဘူးငါအိမ်မက်ကတော့လောကကြီးမှာလူသားများပျောက်ကွယ်သားသည့်အခါတွင်ဘယ်လိုတာယာဝပြောရှိမယ်ဆိုတဲ့နမိတ်ပြအိမ်မက်ဖြစ်ပါတယ်ဒီအိမ်မက်မက်တော်မှာပဲငါအရင်တုန်းကမြင်နေတာတခုလဲပြန်ပြီးသတိရလာတယ်ငါတို့ငယ်တုန်းကနှစ်ပေါင်းများစွာကြာပါပြီငါနှုတ်ဆိုသားအရွယ်တုန်းကငါတို့အမေရဲ့တခြားဝမကြီးတွေရဲ့ဆိုကြတဲ့တခြင်းတစ်ပုဒ်ကိုငါပြန်သတိရတယ်အဲ့ဒီတခြင်းကိုလည်းပထမစကလုံးကိုသာမှတ်မိပြီး
အသွားကိုသာဆိုတတ်တယ်အဲ့ဒီတချင်းသွားဟာလေငါငယ်တုန်းကလွတ်ရပါတယ်ကြည်လာတော့မေ့သွားတယ်ညာတော့ကအိမ်မက်မှတ်တော်မှာပဲပြန်သတိရလာတယ်တေးသွားတယ်မဟုတ်ဘူးစကလုံးတွေပါအကုန်ပေါ်လာတယ်အဲ့ဒီတချင်းကငါတို့တိရစ္ဆာန်ဘိုးဘေးဘီပင်တွေအစဉ်ဆက်ဆိုလာပြီးနောက်ကာလရွှေလျှော့တော့နောက်လာနောက်သားတိရစ္ဆာန်တွေကမေ့ကုန်ကြတယ်အဲ့ဒီတချင်းကိုငါအခုဆိုပြမယ်ရဲဘော်တို့နားထောင်ကြပါငါကအသက်ကြီးတော့အတန်လဲအဲ့တက်တဲ့ဖြစ်နေပါတယ်သို့တော်လဲရဲဘော်တို့ဆိုတတ်လောက်အောင်တော့ငါသင်ပေးနိုင်ပါတယ်ရဲဘော်တို့ကိုယ်တိုင်ဆိုတတ်တော့အတန်ကောင်းကောင်းနဲ့ကိုယ့်ဟာကိုယ်ဆိုကြပေါ့အဲ့ဒီတချင်းကဒိုးတိရစ္ဆာန်တချင်းလို့ခေါ်ပါတယ်ထို့သို့ပြောပြီးလျှင်ဘိုးကြီးသည်တလိပ်ခတ်၍လေချောင်းရှင်ကဆိုပြသည်သူ့အတန်းမှာသူပြောသည့်အတိုင်းပင်နင်းငယ်အတက်တက်ဖြစ်၍နေတော်လဲဘိုးကြီးသည်ဒိုးတိရစ္ဆာန်တချင်းကိုစီဝါကြ၍နားထောင်ကောင်းအောင်ဆိုပြနိုင်သည်ဒိုးတိရစ္ဆာန်တချင်းမှာခတ်သိမ်းသောတော်လိုင်းတချင်းများကဲ့သို့ချက်သိမ်းမွေးကြီးထစေသောတချင်းဖြစ်သည်ဒိုးတိရစ္ဆာန်တချင်း၏အဓိပ္ပာယ်မှာအောက်ပါအတိုင်းဖြစ်သည်တကဘာလုံးကတိရစ္ဆာန်တွေမိုးအောက်ရှိသမျှတိရစ္ဆာန်တွေအပြည်ပြည်ကတိရစ္ဆာန်တွေဒုက္ခကိုသာညှော်ကြနှင်းနှင်းမြန်မြန်ဒုက္ခရောက်မည်အမှန်အတမလူသာတေရွာသွားလျင်လေရမှန်သမျှဒုပိုင်ကြလျက်ဝါစွာစားကာလွတ်လပ်မာသည်နဖားကျိုးလက်ပြောက်တဘိုးလက်ပြောက်ငကံကိုချိုးနှောင်ကျိုးကိုပဲလာမယ်ကွဲ့ဒုက္ခစပားကပေါ်နှမ်းကပေါ်ပြောင်းကလိုင်းကောက်ကမြိုင်လို့နှမ်းပတ်ကပူမြက်ကချိုးစိန်ဆိုပြီးချင်းတို့လေကင်းမျက်စိမ့်လို့ရေကြီးလေပြေကပြန်တင်းဒုက္ခရောက်လျင်ပျော်ဖို့သာဖြင့်နွားစိတ်ဝက်ဝမ်းပဲကြက်တို့မပြတ်မယွင်းကြိုးစားခြင်းဖြင့်ဒုက္ခဆက်ရောက်လာမည်မြို့ကြခပင်းလွတ်လပ်ခြင်းသည်ဘိုးကြီးမှုရှိသောတိရစ္ဆာန်ပေါင်းတို့သည်ဒိုတိရစ္ဆာန်တခြင်းကိုဒေါ်ပါပါမန်ပါပါအတန်ကုန်ဟစ်၍ဆိုကြပြေးလျင်တသိမ်းမွင်းချင်းထလျက်ရှိသည်ဘိုးကြီးကဆိုပြလို့မှမဆုံးခင်ပင်အလုံးသောတိရစ္ဆာန်တို့ကလိုက်၍ဆိုကြသည်အချို့ညံမကောင်းသောတိရစ္ဆာန်တို့မှာတေးသွားနှင့်စကလုံးနှဲကင်ကိုသာလိုက်၍ဆိုနိုင်သည်ခွေးနှင့်ဝတ်တုကဲ့သို့ညံကောင်းသောတိရစ္ဆာန်တို့မှာခဏချင်းပင်အလွတ်ဆိုနိုင်ကြသည်မလိုက်နိုင်သေးသောတိရစ္ဆာန်များကိုလိုက်နိုင်အောင်အနှင်းငယ်တင်ပေးပြီးနောက်တို့တိရစ္ဆာန်တခြင်းကိုအားလုံးပြန်၍ဆိုကြသည်မှာမိုးပြိုမတက်ဖြစ်သည်နွားများကလည်းပုတ်ကလင်းကြသည်ခွေးများကလည်းဝုတ်ဝုတ်ကြသည်စိတ်များကလည်းပဲကြသည်မြင်းများကလည်းဟီကြသည်ကြက်များကလည်းတွန်ကြသည်ဝမ်းဘဲတို့ကဂတ်ကြသည်တိရစ္ဆာန်တို့သည်တို့တိရစ္ဆာန်တခြင်းကိုအားကြီးသဘောကြသဖြင့်ခုနှစ်ကြိမ်တိုင်းမယံမနာဆက်ကာဆိုကြသည်ခုနှစ်ကြိမ်ဆိုပြီးနောက်မောပြေစီရန်ဝက်များကတန်ချက်တန်၍ကြံတိရစ္ဆာန်တို့ကလိုက်ကြသည်တန်ချက်မှာမိတွေကဲမှုမဲတကူပြတို့တိရစ္ဆာန်မှုရဲတကူပြတိရစ္ဆာန်တို့ကြက်တရေကဘာတင်ချီပြောလို့မဆုံးတိရစ္ဆာန်ကိုပြိုင်မဲဆိုဒီတို့ကိုမှန်နေချီအောင်စသဖြင့်ဖြစ်သည်တိရစ္ဆာန်တို့သည်တန်ချက်ထိုးပြီးနောက်တန်ပြိုင်တင်၍တကဘာလုံးကတိရစ္ဆာန်တွေညီကြဟု၃ကြိမ်၃ခါဩကြသည်ဒီရိုင်းနဲ့တခဲနဲ့ဩကြသောတိရစ္ဆာန်တို့၏အတန်းမှာနားပွင့်မတတ်ဖြစ်သဖြင့်ဥတာကောင်အိယာမလန့်နိုးသည်ဥတာကောင်သည်အိယာမကမူးရှုတို့နှင့်ထ၍ကျက်တဲ့ဝင်းသည်အထင်နှင့်အိမ်ကောင်းရင်းတွင်ထောင်ထားသောနှလုံးမျိုးတနက်ကိုဆွဲ၍ကိုးလုံးကျင်းနှင့်စူညံကြားရာဘက်သို့ဆုပ်၍ပစ်လိုက်သည်တိရစ္ဆာန်များလည်းတိရစ္ဆာန်တို့ဥကောင်းပေါ်မှဝီကနေဖြတ်၍တွားသဖြင့်တိရစ္ဆာန်များသည်အစီရီအစုခွဲပြီးသူ့နေရာသူပြန်၍အိတ်ကြသည်ခဏနေသောအခါတချံလုံးတည့်ရသွားသည်ခြေလေးချောင်းတော်လန်ရေးအခန်း1ကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်အခန်းဆက်များကိုလည်းဆက်လက်တင်ပြပါမယ်ခင်ဗျာ